မင်္ဂလာပါအိတ်ဈေးထဲမှာပါတဲ့ power query ကိုဘာကြောင့်သုံးသင့်တယ်လဲဆိုတာကိုဒီဗီဒီယိုလေးနဲ့ဥပမာပြောပြပေးမှာဖြစ်ပါတယ် power query သုံးတယ်ဆိုလို့ရှိရင်အလုပ်ကို2ဆ3ဆလွယ်ကူမြန်ဆန်စေမှာဖြစ်ပါတယ်ဒီအယောင်း table လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် report ကြည့်တဲ့သူတွေအတွက်တော့လွယ်ကူပေမဲ့ analysis လုပ်ဖို့ရအတွက်တော့ဒီ report လေးကခက်ခဲမှာဖြစ်ပါတယ်ဥပမာဆိုပါစို့လတိုင်းမှာရှိတဲ့ V1 တိုင်းကိုပေါင်းကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ3ခွက်ကိုလိုက်ပေါင်းနေရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ power query နဲ့ data transformation လုပ်လိုက်တဲ့အချိန်မှာတော့ data တွေ update ဖြစ်တိုင်းကျွန်တော်တို့က analysis ကိုလွယ်ကူကူလုပ်လို့ရမှာဖြစ်ပါတယ် okay ဒါဆိုဗီဒီယိုလေးကိုစကြည့်လိုက်မယ်ကျွန်တော် power query လေးကို data ထည့်မယ်ဆိုရင်ဒီဟာဒီ table format မဟုတ်တဲ့အတွက်ကျွန်တော်တို့ defining လုပ်ပေးရပါမယ်ဒါဆိုရင်ကျွန်တော်ဒီ range လေးကို defining ပေးလိုက်မယ် formula တက်ထဲကိုသွားမယ်ပြီးရင် defining ကိုသွားမယ်ဒီ box လေးကြာလာလို့ရှိရင်ကျွန်တော်သူ့ရဲ့ defining နာမည်လေးကို analysis ဆိုပြီးတော့ပေးလိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ် okay ဒါဆိုကျွန်တော်တို့ဒီ table လေးကို power query window ထဲကိုထည့်မယ် power query window ထဲကိုသွားခြင်းလို့ရှိရင်ကျွန်တော်တို့က data tab ဘယ်ထဲမှာထည့်မှာလဲဆိုကျွန်တော်တို့ table ဒါမှမဟုတ် range နဲ့ကနေထည့်မှာကျွန်တော်တို့ defining ပေးထားဖြစ်တဲ့အတွက် from table or range ကိုယူလိုက်မယ်ပေါ့နော်Okay ဒီဟာလေးကတော့ power query window လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကဥပမာလုပ်ပြပေးတာဖြစ်လို့ဘာကြောင့် power query သုံးသင့်တယ်လဲဆိုတာလေးကိုဥပမာအနေနဲ့ပဲကြည့်သွားလို့ရပါတယ်သူ့မှာဆိုလို့ရှိရင်ကျွန်တော်တို့လုပ်သမျှကိုလိုက်မှတ်ပေးနေတဲ့ဒီညာဘက်က apply stat ဆိုတာကိုရှိတယ်ကျွန်တော်ကဒီသူလုပ်ပေးတဲ့ဟာတွေကိုမကြိုက်လို့မို့ chain တိုင်းနဲ့ဒီ promoted header ကိုဖျက်ပစ်လိုက်မယ်ပေါ့နော်ပြီးရင် year ဆို year column week ဆိုရင် week column month ဆိုရင် month column လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က transform ထက်တဲ့ကဒီ transport ကိုနှိပ်လိုက်မယ်ပြီးရင်ဒီ2026ဒီကိုအောက်ထိကျသွားချင်တာဖြစ်တဲ့အတွက်ဒီ column 1လေးကို selection လုပ်မယ်ဒီ transform တက်ထဲက fade down ကိုနှိပ်မယ်ဒီမှာလည်းတူတူပဲ January တို့အောက်ထိကျသွားချင်တာဖြစ်တဲ့အတွက် column 2မှာလည်း fade down ဒါမျိုးနှိပ်လို့ရတယ်ပေါ့နော်ကျွန်တော်တပြိုင်တည်းလည်းနှိပ်လို့ရတယ်ဒီ fade down အဆင့်လေးကိုပြန်ဖြတ်ပြီးတော့ကျွန်တော်ဒီ column နဲ့ဒီ column နှစ်ခုလုံးကို fade down လုပ်ချင်တယ်ဆိုပြီးတော့ fade down လေးလိုက်ရင်လည်းရမှာဖြစ်ပါတယ်ပေါ့နော်Okay အဲ့ဒါပြီးတော့မှကျွန်တော်တို့ကလကိုအရှိကြီးမကြည့်ချင်ဘူးလကိုကျွန်တော်တို့က January ဆို Jan ကိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင် column 2လေးကို selection လုပ်လိုက်တယ်ပြီးတော့ transform တက်တွေကဒီ extract ကိုသွားမယ်ပြီးရင် first character ရှေ့က character 3လုံးကိုယူရမယ်ဆိုပြီးပြောလိုက်မယ်ပြီးရင်ဒီမှာ3ဆိုပြီးရိုက်ထည့်လိုက်မယ် okay နှိပ်မယ်ဒီမှာလဲနောက်ကနေ2026 save report ဆိုတဲ့ဟာကြီးမလိုချင်ဘူးကျွန်တော်2026ဆို2026ပဲလိုချင်တာဖြစ်တဲ့အတွက်ဒီဟာလေးကိုခွဲထုတ်မယ်ဒါဆိုလေ extract ကျွန်တော်က first character ကိုယူတယ်ပြီးရင်4ကိုရိုက်ထည့်လိုက်မယ်Okay ဒါဆိုကျွန်တော်2026တည်တံ့ရသွားပြီပြီးတော့မှကျွန်တော်ဒီ column 3ခုကိုပေါင်းမယ်ပေါ့နော် column 3ခုကိုပေါင်းလိုက်ချင်တာဖြစ်တော့ကျွန်တော်တို့က transform တက်တွေက match column နဲ့ပေါင်းမယ် column တွေကိုကျွန်တော်တို့ပေါင်းပေးလိုက်တယ်ဘာလေးနဲ့ပေါင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့က custom နဲ့ပေါင်းမယ်ဘာလေးဆိုတော့ dash လေးနဲ့ပေါင်းလိုက်မယ် Okay နှိပ်လိုက်မယ်ဒါဆိုရင်ဒီ column တွေကပေါင်းသွားပြီပြီးရင် transport ပြန်နှိပ်လိုက်မယ် transport နှိပ်လိုက်တာကျွန်တော်တို့က column ကနေ row ကနေ column ပြန်ဖြစ်သွားဒါဆိုရင်ခုနကကျွန်တော်ပေါင်းခဲ့တဲ့ဟာတွေကဒီ column အပေါ်ပိုင်းမှာရောက်သွားပြီအဲဆိုရင်ကျွန်တော်တို့ကဒီပထမဆုံး row ကိုcolumn header ဖြစ်ထားခြင်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီ transform တက်ထဲမှာပဲ use pass row at header ဆိုပြီးတော့နှိပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ column တွေရသွားပြီအဲကြတော့မှကျွန်တော်တို့ကဒီ column နာမည်တွေကိုကျွန်တော်ကတကယ်သူ့ရဲ့ column သီးသန့်တစ်ခုနဲ့လိုချင်ပါတယ်ဆိုတဲ့အတွက်ကျွန်တော်ကဒီ row နဲ့ column နဲ့ပေါင်းဖက်တဲ့ Pineboard table သဘောတရားကနေ analysis table ကိုပြောင်းပါမယ်ဆိုပြီးတော့ပြောမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ column 3ခုကတော့ဒီတိုင်းပဲထားခဲ့ချင်တာဖြစ်တဲ့အတွက်ရှေ့က column 3ခုကို selection လုပ်တယ်ပြီးရင်ဒီ transform တက်ထဲရပဲ unpick bit other column ဆိုတဲ့ဟာလေးကိုယူလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့က column header ခေါင်းစဉ်ကြီးက column တစ်ခုဖြစ်သွားတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကျမှပြန်ခွဲလိုက်မယ်ဒီဟာလေးတွေကိုကျွန်တော်ကဒီ column ပြန်ခွဲမှာ2026က column တစ်ခု January က column တစ်ခုနဲ့ဒီ week တွေက column တစ်ခုပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ transform တက်ထဲမှာပဲ split column ဆိုတဲ့ဟာရှိတယ် split column မှာကျွန်တော် delimiter နဲ့ခွဲမယ် delimiter ဆိုတော့သူ့ကိုပိုင်းထားတဲ့ဟာလေးတွေဒီမှာဆိုရင်သူက custom နဲ့ dash နဲ့ခွဲမယ်ပြီးရင်သူကတစ်ခါတွေ့တိုင်းတစ်ခါခွဲမယ်ဆိုတော့ကျွန်တော်တို့မှာ delimiter နှစ်ခုရှိရယ် dash နှစ်ခုပါတဲ့အတွက်နှစ်ခါခွဲပါဆိုပြီးတော့ okay နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က2026က column တစ်ခုလတွေက column တစ်ခု week တွေက column တစ်ခုနဲ့ပြီးရင်သူ့ရဲ့ရောင်းရတဲ့ quantity တွေက column တစ်ခု okay ဒါဆိုရင်ကျွန်တော် analysis table လေးရသွားပြီပြီးရင်ကျွန်တော် column header တွေကိုပြန်ချိန်လိုက်လို့ရတယ်ချီရဟာလေးကို id ဒီဟာကိုကျတော့ကျွန်တော်တို့က category product year ဒီကောင်ကြတော့ month ဒီကောင်ကြတော့ကျွန်တော်တို့က week alike
ဒီနောက်ဆုံးဟာလေးကြတော့ကျွန်တော်တို့က QTY ဆိုပြီး quantity ဆိုပြီးပြန်ဒါဆိုကျွန်တော်တို့က analysis table သဘောတရားလေးရသွားပြီအဲ့ကြမှာကျွန်တော် home tab ထဲကိုသွားမယ်ပြီးရင် close and load ကိုနှိပ်လိုက်မယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ data တွေကိုရှိအသစ်တစ်ခုမှာ analysis ဆိုတဲ့ခေါင်းစဉ်နဲ့ရနေပြီပေါ့နော်အဲ့ကြမှာကျွန်တော် table format analysis လုပ်လို့ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ Python table နဲ့သုံးပြီးတွက်လို့ရပြီ insert that ကျွန်တော်တို့ Python table ကိုထည့်မယ်ပေါ့နော်ဘယ်မှာထည့်မလဲဆိုဒီ existing worksheet မှာပဲထည့်မယ်ဆိုပြီးပြောလိုက်မယ်ပြီးရင်ဒီညလေးမှာထည့်မယ်ပေါ့နော် okay ဆိုပြီးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကကိုလိုချင်တဲ့ဟာကိုတည်တံ့ကြည့်လို့ရပြီဥပမာကျွန်တော်တို့က product တွေကို row မှာထားလိုက်မယ် quantity ကို value မှာထည့်လိုက်မယ်ဒါဆိုရင် product ကဒီ3လမှာဘယ်လောက်ရောင်းရတယ်လဲဆိုတာကိုသိလို့ရပြီပေါ့ဒါအဲ့ဒါကိုမှကျွန်တော်တို့က man အလိုက်ပေါ့ man ကိုကျွန်တော် right click လေးထောက်ပြီး SA slicer လေးထည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က January February March ကိုရောင်းရတဲ့ဟာတွေရမှာဖြစ်ပါတယ်ပေါ့နော် Okay အဲ့ဒါမှကျွန်တော်နောက် slicer week လိုက် week လေးကိုလည်း slicer လေးနဲ့ထည့်ပြီးတော့ကြည့်ချင်တယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလာတိုင်းမှာရှိတဲ့ week 1တိုင်းမှာဘယ်လောက်ရောင်းရလဲ week 2တိုင်းမှာဘယ်လောက်ရောင်းရလဲ week 3မှာ week 4မှာဘယ်လောက်ရောင်းရလဲဆိုတာကိုကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော် Power Query က report တစ်ခါအသစ်ရတိုင်းထပ်ခါလုပ်နေကြမလို့ပဲနဲ့ကျွန်တော်တစ်ခါလုပ်ထားရုံပဲပြီးရင် refresh တက်နေရုံပဲဥပမာဆိုပါစို့ကျွန်တော်တို့ရဲ့ဒီဘက် report မှာ report တွေတက်လာတယ်ပေါ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်ကတစ်နဲ့ချိန်လိုက်မယ် control enter လေးခောက်လိုက်မယ်ဒါဆိုရင်အကုန်လုံးတစ်တွေကြီးပဲဖြစ်သွားပြီဒီဘက်မှာကျွန်တော်တို့ကဒါဆိုရင်ဒီမှာ quantity column လေးကိုတစ်ချက်ကြည့်လိုက်ဒါဆိုမချိန်သေးဘူးဒါပေမဲ့ကျွန်တော်တို့လိုက်ပြီးတော့ change နေတယ်ဆိုလို့ရှိရင်ကျွန်တော် data တက်ထဲကိုသွားမယ်ပြီးရင်ဒီ refresh ဆိုတွေကရှိတယ်အဲ့မှာမှကျွန်တော် refresh all ကိုနှိပ်လိုက်လို့ရှိရင်ဒါတွေအကုန်လုံးတစ်တွေဖြစ်သွားမယ်ပြီးရင်ဒီဘက်မှာဆိုရင်ဒါတွေကမချိန်သေးဘူးဒီမှာကြာလဲကျွန်တော် right click နှိပ်ပြီးတော့ဒီမှာ refresh နှိပ်လိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကလာတလားစီမှာ week 4ခုရှိရဖြစ်တဲ့အတွက်စနစ်ဆိုပြီးတော့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီပုံစံမျိုးလေးကျွန်တော်တို့ report တစ်ခုရတိုင်းဒီဘက်ကနေအသေးရတိုင်းကျွန်တော်တို့ကဒီဘက်မှာဒီလိုမျိုးလေးကျွန်တော်တို့က refresh all လုပ်လိုက်တာနဲ့ကိုယ့်ရဲ့ data တွေကို update analysis လုပ်လို့ရနေမှာဖြစ်ပါတယ်ပေါ့နော် analysis လုပ်လို့ရနေတာဖြစ်တဲ့အတွက် grade တွေ check တွေလည်းဆွဲကြည့်လို့ရသွားပြီပေါ့နော်ဥပမာအဲဆိုကျွန်တော် insert တက်ထဲကိုသွားမယ်ပြီးရင်ကျွန်တော်တို့ Python check ကိုရွေးလိုက်မယ်ကျွန်တော်ဒီ Python check ကိုကျွန်တော်တို့ဘာ check လေးထားလိုက်မယ်ဒါကျွန်တော်တို့ data တွေကအကုန်လုံးအတူတူတွေဖြစ်နေလို့မို့ပေါ့နော်ဒါမျိုးလေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ people တွေနေမလို့ခြင်းမှုဆိုပြီးတော့ပြောလိုက်မယ်ဒီဟာလည်းတူတင်မှန်းသိတယ်ဆိုတော့ဒီဟာလေးကို delete လုပ်ထားလိုက်မယ်ဒါမျိုးလေးကျွန်တော်တို့က category လိုက်ကိုဒီလိုဘားလေးတွေနဲ့ကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ data တပြေးညီပဲဖြစ်နေတဲ့အတွက်ဒါဆိုရင်ကျွန်တော်တို့ report မှာကျွန်တော်တို့ဒီ equal run between ဆိုတဲ့ဟာလေးနဲ့တစ်ကနေ100ကြားပေးပါဆိုပြီးတော့ပြောလိုက်မယ်ပြီးလို့ရှိရင်ဒီလိုလေးလုပ်လိုက်မယ်ပြီးရင် control C value only နဲ့ပြန်ကူပြီးတော့ဒီဘက်ကိုသွားကြည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ data တက်ထဲကိုသွားပြီးတော့ refresh all ပြန်နှိပ်ကြည့်လိုက် okay ဒါဆိုရင်ကျွန်တော်တို့ဒီ Python table column မှာလည်း refresh ပြန်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ week align ကိုဒီလိုပုံစံလေးတွေ January February March ဒီလိုမျိုးလေးရနေမှာဖြစ်ပါတယ်ပေါ့နော် okay ဒါကြောင့်မလို့ကျွန်တော်တို့က Power Query ကိုဘာကြောင့်သုံးသင့်တယ်လဲဆိုတာကိုနားလည်သွားလောက်ပြီလို့ထင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ